ဒီဗီဒီယိုလေးကတော့နှုတ်ရွှေထီပေါက်လို့ထီသွားထုတ်မဲ့ဗီဒီယိုလေးပါအားလုံးပဲနှုတ်ရွှေထီပေါက်ပါတယ်နှုတ်ရွှေကတော့စမ်မရုံဈေးထဲမှာသွားပြီးတော့ထုတ်မှာပါအဲ့ဆိုင်က 1.5% ပဲဖြတ်တယ်ပြောလို့ပါတခေါက်မှမပေါက်ဘူးဒါတော့မှသူများဝယ်ခိုင်းတဲ့နံပါတ်ကိုဝယ်ပေးရင်းနဲ့မှသူဝယ်ခိုင်းတဲ့နံပါတ်2ဆောင်တွဲပဲရှိတော့တစ်ဆောင်ယူလိုက်ပါမယ်ဆိုပြီးတော့ယူလိုက်တာအဲ့ဒါသူများနဲ့ကပ်ပြီးတော့ပေါက်တာပါစမ်မရုံ BDS မှာဆင်းပြီးတော့အခုနှုတ်ရွှေပြထားတဲ့အဲ့ဒီဈေးလေးတဲ့ဒီတိုင်းဝင်သွားလို့ရှိရင်အဲ့မှာဒီဆိုင်လေးတွေ့လိမ့်မယ်အဲ့မှာသွားထုတ်လို့ရပါတယ်มาขึ้นรางวัลค่ะ2 ใบรับมา2 ใบนะคะค่ะ2 ตัวท้าย2 ใบค่ะ2,940นะคะขอบคุณนะคะขอบคุณค่ะครั้งแรกนะเนี่ยขอบคุณค่ะ515พี่จะใบละ95 บาทได้ค่ะเอา2 ใบนี้ค่ะ515นะคะค่ะ190 บาทค่ะထုတ်လာပါပြီထုတ်ပြရတဲ့ပတ်စံနဲ့ရှာစားနေပါတယ်ဘာစားရင်ကောင်းမလဲတော့မသိပါဘူးရာမင်ဆိုင်ကိုရောက်လာပါပြီမှားထားပါတယ်ချာရာမင်နဲ့ဒီပတ်စံစုကြည်သွားထုတ်တဲ့ဆိုင်ကနေပြီးတော့အဲစုကြည်နဲ့တူဒါလေးပါပေးလာတော့ဒါဘာကြီးလဲလို့မေးကြည့်လိုက်တော့ဘာနံပါတ်ထိုးရမလဲမသိလို့ရှိရင်နဲ့အိမ်ရောက်လို့ရှိရင်လည်းထွန်းကြည့်ကြည့်တယ်အဲ့လိုမျိုးသူကပြောလိုက်အိမ်ရောက်မှထွန်းကြည့်ကြည့်ရတယ်ပါပြီစားလိုက်ပါအောင်မယ်စားလိုက်ပါအောင်မယ်အဲ့ဒီမှာစားတောက်ပြီးတော့ဒီဆိုင်ကပါမုတ်လေးလာဝယ်ပါတယ်ဒီဆိုင်ကပါမုတ်လေးတွေစားကောင်းတယ် little c ပေါ့နော်တငယ်ချင်းကျွေးလို့စားရင်းနဲ့မှဒါအခုဒီရောက်ရင်ဝယ်ဖြစ်နေတာပါထီက2000ဘိုးလောက်ပေါက်တယ်မုတ်က900ဘိုးလောက်ဝယ်စားပြီးတော့ပြန်มาပြီအဆုံးလေးကြည့်ပြီးတော့ကြောင်းလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြရင်ပြန်တွေ့ကြမယ်တတာအားလုံးပဲထီပေါက်ကြပါစေ